ကျွန်ုပ်တို့သည်တားရဲတရိษံများနဲ့၎င်းတို့၏တားကောင်များအကြားဖြစ်ပွားလေရှိသည့်ပြင်းထန်သောတိုက်ပွဲများကိုမကြာခဏမြင်တွေ့ပူကြသည်သို့တော်လည်းတဘာဝတရား၏အပြင်းထန်ဆုံးသောပဋိပက္ခအချို့မှာအာနာပိုင်တားရဲနှစ်ကောင်အချင်းချင်းထိတ်တိုက်တွေ့ဆုံခြင်းတွင်ဖြစ်ပွားလေရှိသည်နေမီလူချင်းသို့မဟုတ်အကန့်အသတ်ရှိသောအစားအစာအတွက်ပြိုင်ဆိုင်ခြင်းတို့ကြောင့်ဖြစ်ပွားရသည့်ဤထိတ်တိုက်တွေ့ဆုံမှုများသည်ရှင်တန်ကြီးအတွက်အသက်ဆွန့်ရသည့်တိုက်ပွဲများဖြစ်သည်ကြားသည့်နှင့်ချီတာကြားသည့်တို့၏တိုက်ပွဲမှာသည်ချင်းသည့်နှင့်ကြားတို့၏အဆုံးစုံသောထိတ်တိုက်တွေ့ဆုံမှုအထိဤအခိုက်အတန့်များသည်တရိษံလောက၏ရက်ဆက်ကြမ်းကြုတ်လာသောအမှန်တရားကိုဖော်ပြတယ်ဖွတ်နှင့်မွေများသည်တကောင်နှင့်တကောင်မကြာခဏပြန်လဲအမဲလိုက်လေရှိပြီးအလွန်ရန်လိုသောဆက်ဆံရေးရှိကြသည်မွေးဟောက်ကဲ့သို့အစိတ်ရှိသောမွေများသည်ရန်သူများကိုခြောက်လှန့်ရန်၎င်းတို့၏အမီးမြည်တံကိုအသုံးပြုတော်လဲဇွဲထက်တန်သောဖွတ်တကောင်ကိုမူဤခုခံကာကွယ်မှုမျိုးဖြင့်တားဆီးနိုင်ခြင်းမရှိပေအစိတ်အန်ဒီရဲကိုဂယုမဆိုင်ပဲဖွတ်သည်၎င်း၏တားကောင်ကိုလျင်မြန်စွာလွှမ်းမိုးစားတုပ်လိုက်သည်သို့တော်လဲစဘာအုံးမွေကဲ့သို့မွေကြီးများသည်တန်မာသောကိုခန္ဓာအဖြစ်ဖွတ်ကိုရစ်ပတ်ချုပ်ကင်နိုင်စွမ်းရှိသဖြင့်တမျိုးတစ်ဖုံစိန်ခေါ်မှုရှိသည်သို့တော်ဖွတ်သည်စဘာအုံးမွေသို့မဟုတ်အခြားမွေများကိုတိုက်ခိုက်ကေမန်မိကြောင်းများသည်ပြင်းထန်သောကိုက်အားရှိကြတော်လဲအမေရိကတိုက်၏အထွတ်ထိပ်သားရဲဖြစ်တဲ့ဂျာဂွာကြားနှင့်နှိုင်းယှဉ်ပါကအရွယ်စားသေးငယ်သဖြင့်၎င်းတို့၏တိုက်ခိုက်မှုကိုခံရလေရှိသည်ထူးခြားသောရီကူအမိတ်လိုက်စွမ်းရည်ကိုပြသရင်ဂျာဂွာကြားသည်ရီကူးနေသောကေမန်မိကြောင်းကိုချောင်းမြောင်းတိုက်ခိုက်ရန်ရီနှက်ထဲသို့ငုပ်ဆင်းနိုင်သည်မိကြောင်း၏လေပင်ကိုပြင်းထန်စွာကိုက်ခြင်းဖြင့်ကေမန်မိကြောင်းကိုမလှုပ်ရှားနိုင်အောင်ပြုလုပ်ကာကုန်းပေါ်သို့အလွယ်တကူဆွဲတင်၍စားတော့သည်ရေတိမ်ပိုင်းကိုဖြတ်ကူးသောခြင်သိများသည်ရေအောက်မှရုတ်တရက်ချောင်းမြောင်းတိုက်ခိုက်မှုကိုခံရနိုင်သည်ဤသို့ရေထဲတွင်တိုက်ခိုက်မှုများသည်ခဏတာပြင်းထန်နိုင်တော့လဲခြင်သိများသည်၎င်းတို့၏ဖြတ်လက်မှုကြောင့်ဒဏ်ရာအပြင်းအထန်မရဘဲလွတ်မြောက်လေရှိသည်ဆန့်ကျင်ဘက်အနေဖြင့်ကုန်းပေါ်တွင်မူမိချောင်းသည်လုံးဝအားနည်းသွားသည်ခြင်သိအုပ်၏ဝိုင်းရံခြင်းကိုခံရသောအခါမိချောင်းသည်၎င်း၏မေးရိုးများကိုစူးစီးပေါက်ပေါက်စိတ်ဖြာကရံပြူပုံပြန်တော့လဲ၎င်းသည်တင်းမာသောအခြေအနေတစ်ခုကိုသာဖန်တီးနိုင်ပြီးနောက်ဆုံးတွင်နှစ်ဖက်စလုံးသည်ပြင်းထန်သောဒဏ်ရာမရရှိစေရန်နောက်ဆုတ်သွားကြသည်ခြင်သိနှင့်မြေခွေးအုပ်ကြားရှိရှေးကျသောရန်ညိုးသည်တူညီသောနေထိုင်မှုပတ်ဝန်းကျင်ကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်မြေခွေးအုပ်စုတစုသည်တကောင်တည်းရှိသောခြင်သိမှသို့မဟုတ်အထီးကျန်ခြင်သိပြိုတကောင်ကိုအလွယ်တကူလွှမ်းမိုးနိုင်တော်လဲအရွယ်ရောက်ပြီးသောခြင်သိအထီးများရှိနေပါကအခြေအနေမှာလုံးဝပြောင်းလဲသွားသည်မြေခွေးများသည်၎င်းတို့၏အည်အတွက်တာလွန်မှုကိုအသုံးချ၍အထီးကျန်ခြင်သိကိုစနစ်တကျရန်ပြုလိရှိသည်သို့သောခြင်သိ၏အုပ်စုကထိုအတန်ကိုကြား၍ရောက်ရှိလာပါကခြင်သိအုပ်၏စွမ်းအားကြောင့်မြေခွေးအုပ်စုသည်မြေခွေးအုပ်များသည်အခြားသားရဲများဖမ်းဆီးထားသောသားကောင်များကိုလူယူစားတော့သည့်အခွင့်ရေးသမားများဖြစ်ကြသည်ဤအပြုအမူသည်ကြားသည့်များနှင့်မကြာခဏပဋိပက္ခဖြစ်ပွားစေသည်ကြားသည့်တကောင်တည်းရှိချိန်တွင်မြေခွေးတကောင်ကိုခြောက်လှန့်နိုင်တော်လေမြေခွေးအုပ်စုလိုက်ရောက်ရှိလာပါကကြားသည့်သည်၎င်း၏သားကောင်ကိုစွန့်လွှတ်ရလိမ့်ရှိသည်သို့တော့ကြားသည့်သည်၎င်း၏အစားအစာကိုစွန့်လွှတ်နိုင်တော်လေမိမိ၏ရင်သွေးကိုမူအသက်စွန့်၍ကာကွယ်လိမ့်မည်မြေခွေးတကောင်သည်ခံနိုင်ရည်မရှိသေးသောကြားသည့်ပေါက်ကိုပြစ်မှတ်၎င်းတို့သည်တူညီသောဂေဟစနစ်အတွင်းအတူတကွနေထိုင်ကြတော်လဲချီတာကြားသည့်နှင့်ကြားသည့်များသည်ခါးသီးသောပြိုင်ပတ်များဖြစ်ကြတယ်ကြားသည့်များသည်အနာခတ်ပြိုင်ပတ်များကိုကြိုတင်ဖေရှားရန်ချီတာကြားသည့်အကောင်ပေါက်လေးများကိုပြစ်မှတ်ထားလိရှိတယ်ကြားသည့်သည်ဝှက်ထားသောချီတာပေါက်များကိုရှာဖွေတွေ့ရှိပါကမိခင်ချီတာသည်ပုံမူတန်မာသောကြားသည့်ကိုတားဆီးရန်ခွန်အားမရှိသလောက်ဖြစ်ရတယ်သို့တော့ကွင်းပြင်ကျဲထဲတွင်မူအခြေအနေကပြောင်းလဲသွားတယ်ကြားသည့်သည်ရက်တီတိုက်ခိုက်ရာတွင်ခွန်အားတာလွန်တော်လဲလိုက်လံဖမ်းဆီးရာတွင်မူအရွယ်ရောက်ပြီးသောချီတာကြားသည့်၏အရှိန်အဟုန်ကိုမမီနိုင်ပေဂျာဂွာကြားများအခြားဖြစ်ပွားသောပဋိပက္ခများသည်အခြားမျိုးစိတ်များနဲ့သာမက၎င်းတို့အချင်းချင်းလဲနေမြေအရင်းအမြတ်များနဲ့မိတ်လိုက်ခွင့်တို့အတွက်တိုက်ခိုက်လေရှိသည်နေမြေလူလင်းမွေဟောက်သည်အခြားသောမွေများကိုသာအဓိကလိုက်လံရှာဖွေစားတောက်သည့်အထူးပြုသားရဲကြီးဖြစ်သည်ပြင်းထန်သောအာယုံကြောအစိတ်ကိုအသုံးပြု၍လင်းမွေဟောက်သည်သွက်လက်သောလင်းမွေကဲ့သို့သောပြစ်မှတ်များကိုလိုက်လံဖမ်းဆီးသည်တီးကြသောကိုက်ချက်တစ်ချက်ထဲဖြင့်သားကောင်ကိုမိနစ်ပိုင်းအတွင်းမလှုပ်ရှားနိုင်အောင်ပြုလုပ်နိုင်ပြီးတကောင်လုံးကိုမြုပ်ချလိုက်သည်ဤအမဲလိုက်ပြီးစားသည်မွေးဖွားကလေးကပါရှိလာခြင်းဖြစ်ပြီးလင်းမွေဟောက်အကောင်ပေါက်လေးများဖြင့်တတူးကောင်သည်ပဝင်းကျင်နှင့်တသားတည်းဖြစ်အောင်ရုပ်ဖြတ်ကာသားကောင်များကိုလျှက်တပြက်တိုက်ခိုက်ရာတွင်ကျွမ်းကျင်သောသားရဲဖြစ်သည်သို့တော်လည်းဤဗျူဟာများသည်အုပ်စုလိုက်ချီတက်လာသောပရွတ်စိတ်တပ်စုကြီးကိုမရှင်းနိုင်ပေ
ပရွက်စိတ်တက်ကြီးကတတူးကောင်ကိုတွေ့ရှိသောအခါ၎င်းတို့သည်အရက်မျက်နှာအနက်မှဝိုင်းရန်တိုက်ခိုက်ကြသည်တတူးကောင်သည်၎င်း၏တန်မာသောရှေ့ချီတောင်များဖြင့်ခုခံကာကွယ်ရန်ကြိုးစားတော်လဲပရွက်စိတ်အုပ်၏အရေးအတွက်ကြောင့်လျင်မြန်စွာလွှမ်းမိုးခံရပြီးအစိတ်အမွှားဖျက်ဆီးခြင်းခံရသည်